အားလုံးပဲမင်္ဂလာပါရှင်မနေ့မိုးလင်းပြီဆိုတာနဲ့ငှက်ကလေးတွေရဲ့တီကျူးတန်ကကြီးနဲ့ကိုတာယာလိုက်တာသူတို့ရဲ့အတန်ကိုကြားလိုက်တာနဲ့စိတ်လဲချမ်းသာတယ်ပြီးတော့သူတို့အတန်ကလေနာမီးတယ်လို့ကိုမရှိပါဘူးเนาะတခါတလေသူတို့ချင်းရံဖြစ်ပြီးစိတ်နေကြရင်စိတ်ပူရသေးတယ်ဟောဒီမှာဒါကတော့အချစ်သုံးလေးတွေပါဒီနေ့နဲ့ဆိုရင်9 ရက်ပြည့်ပါပြီအားလုံးကတနင်္ဂနွေသားတွေဖြစ်ပါတယ်သုံးကောင်စလုံးကအထီးတွေပါလို့ဝကကလေးတွေမျိုးစက်ခရလိုက်တာအရွယ်ရောက်လာတော့အပြင်ကိုလဲထွက်လေတက်လာပြီလေဟိုဒီမှာလဲချစ်လိုက်ပါအောင်ချင်းစကားပေါက်လေးလောက်ထားလို့ရှိရင်လေအိမ်ထဲကိုအရန်ဝင်ချင်တာအမဟမ်ခေါလို့ပြောတာနဲ့အပြင်မှာထိုင်ဆောင်နေတာချစ်စရာလေးနော်အဲ့ရခန်းထဲဝင်ချင်လို့အဲ့လိုတန်းစီပြီးထိုင်ဆောင်နေကြတာပါဒီညာဘက်ကသူတို့အမေလေးအမတီအော်နေပြီအဲ့ဒါဝင်ချင်လို့တဲ့အော်နေတာအမတီတာသူညီအကိုပေါ့နော်အဲ့လိုအန်တီနာခန်းထဲဆိုအရန်ဝင်ချင်တာအမကြည့်နေတာသူတို့အကြောင်းပြောလို့တဲ့လေအဲ့လိုပါဆိုအမတွားဘူးတွေ့လာအဲ့လိုအန်တီနာခန်းထဲဝဲသူတို့ကလာချင်တာလေအမဝင်ဖို့ချောင်းနေတာတကားလေးနည်းနည်းဟာတာနဲ့ခုံဝင်မှာมอนลูกมาทำอะไรอ่ะลูกဟောဒီပန်းလေးပွင့်လာတာလာလို့တပ်ပုံရိုက်ဖို့ထွက်လာတာသူကတကောက်လိုက်နေတယ်လေသူ့နာမည်ရမွန်လို့ခေါ်ပါတယ်ဘာလို့လဲဆိုတော့သူ့ရဲ့အမီးကကွေးကောက်လေးမလို့ပါအန်တီနန်းရဲ့တမီးငယ်ကအကြောင်းကိုအရန်ချစ်တတ်သူပါကိုတိုင်ဖွင့်မှပေးဝင်မယ်အခုလောဆယ်တော့ဟမ်ခေါလို့သူ့ကိုပြောလိုက်တာပါห้ามเข้าก็นั่งละไม่เปิดแล้ว